အေးချမ်းလာတဲ့အင်းအိုင်ကြီးတစ်ခုထဲမှာခရီးသွား9ယောက်စလုံးရဲ့အဆောက်အဦမှုအောက်ကနေအမျိုးသမီးတစ်ယောက်ကရုတ်တရက်ပျောက်ကွယ်သွားခဲ့ရင်ဘာလို့အဲ့ဒီ9ယောက်စလုံးကရဲကိုဘာမှအကြောင်းမကြားပဲဒီအတိုင်းထွက်ပြေးသွားကြတာလဲဒီအမှုကအမေရိကန်နိုင်ငံမှာဗဟေတီဆန်ဆန်အဖြစ်ကြံခဲ့တဲ့အမှုတစ်ခုလို့ပြောရင်လည်းမမှားပါဘူး C4 crime ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်2023ခုနှစ်အောက်တိုဘာလ14ရက်နေ့အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Monterey Park မှာနေထိုင်တဲ့အသက်29နှစ်အရွယ်Nancy Ing ဆိုတဲ့မိန်းကလေးတစ်ယောက်ကသူစောင့်မျှော်နေခဲ့ရတဲ့တပတ်အကြာယောဂခရီးစဉ်အတွက်ကွာတီမာလာနိုင်ငံကိုသူထွက်လာခဲ့ပါတယ်။ဒါဟာသူမအတွက်ဒုတိယကြိမ်လာရောက်ခဲ့ခြင်းဖြစ်ပြီးအပန်းဖြေဖို့တက်ပါပဲ။အောက်တိုဘာလ19ရက်နေ့မှာတော့အေးချမ်းလာတဲ့အာတစ်ကလန်အင်းအိုင်ကြီးရဲ့ရေပြင်ထက်မှာ Nancy ကိုနောက်ဆုံးအကြိမ်တွေ့လိုက်ရခြင်းပါပဲ။ဗီဒီယိုမှတ်တမ်းလေးထဲမှာတော့ Nancy ဟာကရက်လေးငယ်လေးကိုပေါ့ပါစွာလော်ခတ်ရင်ကင်မရာပြင်ကလူတစ်ယောက်ကိုပြုံးပြုံးရွှင်ရွှင်လက်ပြနေခဲ့ပါတယ်။ဥမနဲ့အတူအခြားခရီးသွား9ယောက်ပါဝင်တဲ့အဖွဲ့လည်းရှိနေခဲ့ပါတယ်။ခဏအကြာမှာတော့ Nancy ဟာအဖွဲ့ထဲကခရီးသွားအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Christina Blackzack နဲ့အတူအဖွဲ့ထဲကခွဲထွက်ပြီးအင်းအိုင်ရဲ့အချက်ပိုင်းစီကိုဆက်လက်လော်ခတ်သွားခဲ့ပါတယ်။အောက်တိုဘာ20ရက်နေ့မှာ Nancy ရဲ့မိသားစုစီကိုခရီးစီစဉ်တဲ့သူထံမှဖုန်းဝင်လာပြီး Nancy ပျောက်ဆုံးသွားပြီလို့အကြောင်းကြားခဲ့ပါတယ်။ Nancy နဲ့နောက်ဆုံးအတူရှိခဲ့တဲ့ Christina ရဲ့ပြောကြားချက်အရသူတို့နှစ်ယောက်စလုံးဟာမိုင်ခတ်ထက်မှန်လော်ခတ်သွားပြီးတဲ့အချိန်မှာ Nancy ဟာအင်းအိုင်ထဲကိုရုတ်တရက်ခုန်ဆင်းသွားပြီးရေနစ်ပျောက်ဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီအဖြစ်ပြက်ရနောက်ွယ်မှာတော့အင်မတန်ကိုထူးဆန်းတဲ့တန်တရားတွေစတင်ပေါ်ထွက်လာခဲ့ပါတယ်။ခရက်လီကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရ Nancy ပျောက်ဆုံးသွားတဲ့နေ့မှာပဲအဖွဲ့ထဲကခရီးသွား9ယောက်စလုံးဟာဘာမှမပြောဘဲ12နာရီအတွင်းဟိုတယ်ကနေချက်ချင်းထွက်ခွာသွားကြပြီးခရီးစဉ်အတွက်ပတ်စံတော့မပေးသွားခဲ့ကြပါဘူး။ဒီအဖွဲ့ဝင်အများစုဟာရဲတပ်ဖွဲ့ကိုထွက်ဆိုချက်ပေးဖို့ငင်းခဲ့ကြသလို Nancy ရဲ့မိသားစုကအမှန်တရားကိုသိရှင်လို့ Christina ကိုတိုက်ရိုက်ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့စကားပြောဖို့လုံးဝငင်းဆန်ခဲ့ပါတယ်။ကွာတီမာလာအာဏာပိုင်တွေကအင်းအိုင်နဲ့ဟိုတယ်အခန်းကိုဝင်ရောက်ရှာဖွေခဲ့ပေမဲ့အထောက်အထားမတွေ့ရတာနဲ့ရာတီဥတုမကောင်းတာကိုအကြောင်းပြပြီး3ရက်အကြာမှာပဲရှာဖွေမှုကိုရပ်ဆိုင်းလိုက်ကြပါတယ်။ဒီ Nancy ရဲ့မိသားစုဟာဒီအဖြစ်အပျက်ကိုလက်ပိုက်ကြည့်မနေနိုင်တော့ပဲ Black Wolf Helicopter လို့ခေါ်တဲ့တီရှာအရေးပေါ်ရှာဖွေရေးအဖွဲ့ကိုကိုပိုင်ပတ်စံနဲ့ငားရမ်းခဲ့ရပါတယ်။အဆိုပါအဖွဲ့ဟာဟယ်လီကော်ပတာတွေလေနဲ့ရေငုပ်သမားတွေကိုသုံးပြီးအင်းအိုင်ရဲ့95%ခန့်ကိုမနားတမ်းရှာဖွေခဲ့ကြပေမဲ့ Nancy ရဲ့အစအနကိုဘာမှမတွေ့ခဲ့ပါဘူး။သတင်းမီဒီယာတွေရဲ့စောင့်ကြည့်မှုနဲ့အတူလူတို့ရဲ့ဖိအားတွေအပြင်းထန်ရောက်ရှိလာတဲ့အချိန်မှာတော့နောက်ဆုံးအတူရှိခဲ့တဲ့ Christina Blackzack ဟာသူမရဲ့ရှင်းနေကနေမှတဆင့်ထွက်ဆိုချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့ Nancy ကရေကူးချင်တယ်လို့ပြောခဲ့တာပါ။ရေစီးတန်ပြီးလိုင်းကြီးလို့မစင်းဖို့တားခဲ့ပေမဲ့ Nancy ကရေထဲကိုခုန်ဆင်းသွားခဲ့တာပါ။အဲ့အချိန်မှာလေပါမျောသွားခဲ့ပြီးလေကိုပြန်ဆွဲယူဖို့ကြိုးစားနေစဉ်မှာပဲ Nancy ကရေအောက်ထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။မှလည်းအကူအညီတောင်းဖို့ချက်ချင်းပြန်လုံလာခဲ့တာပါ။အဲရှင်းနေကအခင်းဖြစ်ပြီးနောက်ထွက်ပြေးသွားတယ်ဆိုတဲ့ဆွဆွဲချက်ကိုငင်းဆိုခဲ့ပြီးဒေတာခအာနာပိုင်တွေကိုထွက်ဆိုချက်ပေးခဲ့တယ်လို့စိတ်သက်ပိုင်းဆိုင်ရာအပြင်းထန်တိခိုက်သွားခဲ့လို့တီရှာခွဲနေခဲ့ရတာပါလို့ရှင်းလင်းခဲ့ပါတယ်။ဒါပေမဲ့ရဲစခန်းရဲ့မူလတရားဝင်အစီရင်ခံစာထဲမှာအဲ့ဒီအသေးစိတ်ထွက်ဆိုချက်တွေပါမနေခဲ့တာကြောင့်မိသားစုဘက်ကဒီထွက်ဆိုချက်အပေါ်မှာယနေ့ထက်ထိမေးခွန်းများစွာထုတ်နေစေဖြစ်ပါတယ်။ဒီအမှုဟာအဖွဲ့ဝင်အများစုရဲ့စံကျဲတဲ့နှုတ်ဆက်မှုတွေကြောင့် American FBI အဖွဲ့နဲ့ကွာတီမာလာအာဏာပိုင်တွေကပူးပေါင်းစုံစမ်းရတဲ့ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုအဖြစ်သို့ရောက်ရှိသွားခဲ့ရပါတယ်။ဒီနေ့အထိအင်းအိုင်ကြီးရဲ့ရေအောက်ထဲမှာ Nancy ရဲ့ရုပ်အလောင်းအထောက်အထားတစ်စုံတရာဘာမှမတွေ့ရှိခဲ့ပါဘူး။ Nancy ရဲ့မိသားစုကတော့GoFundMeကနေတစ်ဆင့်အလူငွေများစွာကောက်ခံတာ Nancy အတွက်အမှန်တရားပေါ်ပေါက်လာအောင်ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ကြိုင်နေတတ်တယ်ဆိုရင်ကျမရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်။